နံပါတ်5ကလေ तू ကနော်ဒီသူ့ရဲ့မြောက်ဖော်ကိန်းတွေကိုကျွန်တော်တို့စုလိုက်မယ်နော်သူ့ရဲ့မြောက်ဖော်ကိန်းတွေကိုစုလိုက်မယ်ဆိုတော့ပုံမှန်တိုင်းပဲဒီမှာ √2 plus 1 my √2 နော်အဲ့ဒါလေးရဲ့နော်ပြီးတော့ဒီကောင်လေးကိုခွင်းလေးခတ်လိုက်ပေါ့နော်စုရမှာစုရဲဆိုတာလည်းအမြောက်ကလေးစုလိုက်တာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်မမှာ √2 minus 1 my √2 နော်ဒီဘက်က x ကကြတော့ဘာဖြစ်သွားတော့အခြေတူတော့ထပ်ညွှန်းနေကိုပေါင်းတယ်ဒီပုံစံလေးကဘာပုံစံဖြစ်နေသလဲဆိုလို့ရှိရင်ဆရာမဒီလိုလေးပေါ့နော် a plus b တကွင်း a minus b တကွင်းကဘာလဲဆိုလို့ရှိရင် a square minus b square okay ဒါကြောင့်မလို့ငါတို့ကဒါ a ဒီကောင်က b ပေါ့နော်ဆိုတော့အဲ့ဒါမှဆိုတော့ဘယ်လိုရေးလို့ရတယ်ဆိုရင်ရှေ့ရဂိမ်းနှစ်ချက်အနှုတ်နောက်ကဂိမ်းနှစ်ချက်အဲ့လိုလေးရေးလို့ရတယ်ဟုတ်ပြီလားနော်ဟလာအဲ့ဒါဆိုရင်ငါတို့ကရှင်းရတာပို့ပြီးတော့လွယ်သွားလိမ့်မယ်ဒီကောင်ကလွယ်နော်ဆိုတော့ဒီမှာဘာဖြစ်သွားလဲ2 square ဆိုတော့2 minus 1 my √2 square ဆိုတော့ဒီကောင် √2 ဆိုတော့ square ဆိုတော့1 my 2ရသွားမယ်ဟုတ်လား okay ဒီနားလဲရမှာလားဒါဆိုဒီမှာ8 to the power 12နော်အဲ့တော့မှဒီမှာရှင်းလိုက်ပေါ့မင်းတို့ဘာရှင်းမှာတော့ဒီမှာပိုင်းခြေညှိလိုက်တယ်လေပိုင်းခြေညှိလိုက်တော့ဒီကောင်ကပါတော့4 minus 1 by 2 8 to the power 12ဒါဆိုရင်ဘာဖြစ်သွားတော့3 by 2 8 square ပေါ့ဟုတ်လားထပ်ပြီးတော့ရှင်းချင်1 1 by 2 8 square ဆိုပြီးတော့ရသေးတယ်ဟုတ်ပြီလားโอเคအဲ့ဒါဆိုလွယ်လွယ်လေးပဲเนาะတွက်လို့ရမယ်ရပြီလားသားอืม